FC ครับ Mingalaba FC if you have your child your student who want to study university in Bangkok I have a person to introduce the program in Myanmar สวัสดีครับ Miss Suke please introduce in your language Thank you very much ค่ะคุณป้าအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့စုကေပါကျမက London University Bangkok Center LUBC က Academic Service Manager ဖြစ်ပါတယ်ရှင်ကျွန်တော်မြန်မာကျောင်းသားကျောင်းသူတွေပေါ့နော်ကျမတို့ရဲ့ LUBC မှာUK ရဲ့ BA Honors Business Administration Program ပို့ချပေးတာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့ကျောင်းသားများရှင်လည်းဆက်သွယ်လို့ရပါတယ်အထက်တန်းအောင်မြင်ပြီးတဲ့ကျောင်းသားတွေနောက်ပြီးတော့ IGCSE ပြီးတဲ့ကျောင်းသားတွေနောက်တစ်ခုကကြတော့ GED ပြီးတဲ့ကျောင်းသားတွေပေါ့နော်join လို့ရပါတယ်နောက်တစ်ခုကကြတော့ကျောင်းသားတွေအနေနဲ့ပေါ့နော် HND Higher National Diploma ပြီးတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်တော့6သက်1 year ကျက်ရုံနဲ့ UK ရဲ့ BA Honors Business Administration ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့ကျမတို့ရဲ့ University မှာဆိုလို့ရှိရင် NLL လို့ခေါ်တဲ့ Paid Internship Program လည်းရှိပါတယ်ရှင်ဒါကြောင့်မလို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆက်သွယ်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Thank you Thank you so much ขอบคุณครับสวัสดีครับ Is it okay